ဟုတ်ပြီမယ်ဆိုတော့ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာဟာလာအကောက်ဖောက်မဲ့နေလံကိုအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီမယ်ဆိုတော့စိတ်ဝင်စားရင်ဒီဗီဒီယိုလေးကိုအစနဲ့အဆုံးထိကြည့်လိုက်ပါဟုတ်ပြီမယ်ဆိုတော့ကျွန်တော်တို့ဟာလာအကောက်ဘယ်လိုဖောက်ရမလဲပေါ့နော်ဟုတ်ပြီမယ်ဆိုတော့ Gmail တစ်ခုနဲ့ကျွန်တော်တို့အကောက်ဖောက်ပါမှာဖြစ်ပါတယ်နော်ဟုတ်ပြီမယ်ဆိုတော့ဖုန်းတစ်လုံးမှာအကောက်တစ်ခုပဲဖောက်လို့ရမှာပေါ့နော်ဟုတ်ပြီဒီအပေါ်ဆုံးမှာနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့နော် Gmail ချိန်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်နှိပ်ပြပါမယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်မှာ Gmail အများကြီးရှိတယ်ပေါ့နော်ဟုတ်ပြီကျွန်တော် Gmail တစ်ခုကိုနှိပ်လိုက်မယ်ဒီနေရာရောက်လာလို့ရှိရင်မိတ်ဆွေတို့ဒီအပေါ်ဆုံးမှကြတော့ကျွန်တော်တို့နာမည်ကိုရိုက်ထည့်ရတာဖြစ်ပါတယ်နော်ဟုတ်ပြီဒီအလေးမှကြတော့ကျွန်တော်တို့မှွိတက်ကလေးပေါ့နော်ဟုတ်ပြီဒီအုံဆုံးမှကြတော့ကျွန်တော်တို့ဘယ်နိုင်ငံကလေပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံကဆိုရင်မြန်မာနိုင်ငံကိုကျွေးလိုက်ပါကျွန်တော်တို့မြန်မာနိုင်ငံကျွေးလိုက်လို့ရှိရင်ကျွန်တော်တို့ WebKP နဲ့ငွေထုတ်လို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီနေရာလေးမှာမြန်မာနိုင်ငံကိုကျွေးထားပါဟုတ်ပြီဆိုတော့ဒီမှာကြတော့မိန်းကလေးဆိုရင် family ကိုကျွေးလိုက်ပါယောက်ျားလေးဆိုရင်မှတ်လီကိုကျွေးလိုက်ပါအဲ့ဒါပြီးသွားလို့ရှိရင်ဒီမှာအုံဆုံးမှာပေါ့နော် invite code ဆိုတဲ့နေရာလေးမှာဒီ code ကိုရိုက်ထည့်လိုက်ပါဟုတ်ပြီအဲ့ဒါပြီးသွားလို့ရှိရင်ဒီမှာနှိပ်လိုက်ပါဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ဒီမှာအကောက်ဖောက်သွားပါပြီဟုတ်ပြီမိတ်ဆွေတို့အကောက်ဖောက်ပြီးပါလို့ရှိရင်မိတ်ဆွေတို့က agency ဝင်ရမှာဖြစ်ပါတယ်နော်မိတ်ဆွေတို့က agency ဘယ်လိုဝင်ရမလဲပေါ့နော်ဟုတ်ပြီကျွန်တော်ဒီဗီဒီယိုလေးမှာအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော် YouTube channel ကိုအခုဒီ subscribe မလုပ်သေးလဲ subscribe လေးလုပ်ထားပါဟုတ်ပြီမိတ်ဆွေဒီနေရာရောက်လာလို့ရှိရင်မိတ်ဆွေတို့ကဒီမှာပေါ့နော် agency ဆိုတဲ့အပေါ်ဆုံးမှာပေါ့နော်ဒီ agency ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဟုတ်ပြီဒီမှာကြတော့ကျွန်တော်တို့ကုတ်ပေါ့နော်ကျွန်တော်ဒီကုတ်ကိုရိုက်ထည့်ရတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီကုတ်ရိုက်ထည့်လိုက်လို့ရှိရင် check in နေရာလေးကိုနှိပ်လိုက်ပါဒီမှာပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးပါလို့ရှိရင်မိတ်ဆွေတို့က agency ကိုဝင်သွားပြီပေါ့နော်ဟုတ်ပြီကျွန်တော်တော့ agency ဝင်သွားပြီပေါ့နော်ဒီမှာမိတ်ဆွေတို့ကြည့်လို့ရပါတယ် BPL 443ပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးသွားလို့ရှိရင်ဒီအုပ်စုံမှာနှိပ်လိုက်ပါဟုတ်ပြီအဲ့ဒါမိတ်ဆွေတို့ agency ဝင်သွားပါပြီမိတ်ဆွေတို့ဟာလာကနေဝင်ဝင်ချခြင်းနဲ့ဆိုရင်ကျွန်တော် comment မှာ link ပို့ပေးထားလိုက်ပါမယ်အဲ့ဒီ link ကိုနှိပ်ပြီးတော့ဟာလာ software ကို download ဆွဲလိုက်ပါမိတ်ဆွေတို့ကအကောက်ဖောက်သွားလို့ရှိရင်9ရက်စေတိုင်းပါတီ3နာရီထိုင်ပါနော်2နာရီကြော်ကြော်ပေါ့နော်3နာရီနေပါပါတီထိုင်ပါဟုတ်ပြီမိတ်ဆွေတို့3နာရီပါတီထိုင်ပြီးပါလို့ရှိရင်မိတ်ဆွေတို့က text ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့မိတ်ဆွေတို့က point ယူလို့ရတယ်ပေါ့နော်ဟုတ်မိတ်ဆွေတို့ကတရေကို2နာရီကျော်ပါတီထိုင်ပြီးပါလို့ရှိရင်ဒီ text ဆိုတဲ့နေရာလေးကိုလာပြီးတော့ point ယူရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီ point ကိုယူမှရမယ်ပေါ့နော်မယူလို့ရှိရင်မရဘူးပေါ့နော်ကျွန်တော်တို့ပါတီထိုင်တာအလကားဖြစ်သွားရင်ပေါ့နော်အဲကြောင့်မလို့တရေကို2နာရီကျော်ပါတီထိုင်ပြီးပါလို့ရှိရင်ဒီ text ဆိုတဲ့နေရာလေးကိုလာပြီးတော့မိတ်ဆွေတို့က point ကိုယူပါနော်ဟုတ်ပြီ